အောင်မှုဆိုတဲ့ကောင်ကညီဒီစကားပြောတယ် ဟုတ်တယ်လေကိုကြီး ညီကဘာပဲပြောရတော့ ဟောဖြည့်ပြန်ပေးလိုက်တာပေါ့ နေသူညီကိုမိန်းကလေးဆိုတော့သိတယ်လား သိရပြီဘာဖြစ်လို့လဲ ညီနေတဲ့မမူးတော့လားညီယောက်ျားဆုံးတာအဖြစ်ရက်ပိုင်းနဲ့ရှိတယ်လေ အာကိုကြီးကလည်းဘယ်နဲ့ရက်ပိုင်းရမှာလဲတစ်လနဲ့3ရက်ရှိနေပြီ အေးတလားနဲ့3ရက်ရှိတာတစ်နေ့နဲ့3ရက်ရှိတာမဟုတ်ဘူးညီတို့မစောင့်ခိုင်းရမှာပေါ့ပတ်ဝန်းကျင်ငါတို့ဘယ်လိုကြလဲ စောင့်ခိုင်းအောင်ကိုကြီးလည်းဒါဂျပန်ခေတ်မဟုတ်ဘူးလေ3နှစ်3မို့ဒီစောင့်ခိုင်းနေအောင်ပါလားဒီမှာကိုကြီးနော်လူတက်တန်းဆိုတာနှစ်တရာပြအောင်နေရတာတော့မဟုတ်ဘူးညီမလေးကကိုယ့်ဘဝကိုတစ်ခုလက်ဘဝနဲ့ချိန်နေအများကြီးထုံးမနေခြင်းလဲတယ်မင်းကလဲသွားပြီအဲ့တော့နောက်တစ်နေ့မြင်ထူပြီးတော့မြင်စီးပွားရေးအဆင်ပြေလဲဘလောက်ကောင်းလဲ ပတ်ဝန်းကျင်မှာတော့ပြောခိုင်းရတော့ပဲဣဇာထားတယ်ဆိုဒီမှာညီရလေအဲ့ဒီမြန်စီးပွားရေးကောင်းတယ်ဆိုတော့ကောင်းတဲ့ဘက်ကိုညီကဦးစားပေးတာအဲ့ဒီအောင်မှုဆိုတဲ့ကောင်ညီကိုတိုက်ထုလို့အပြိုးချမ်းတယ်ဆိုတော့အဲ့ဒါကိုတွေးမိတာ ဟာကိုကြီးကလည်းဘလို့ဖြစ်နိုင်မှာလဲအောင်ဖို့ဆိုတဲ့လူတွေကိုကြီးမမြင်ဘူးလားလည်းမဟုတ်ဘူးလမ်းထိပ်ကပဲလေသူ့မိဘတွေဆိုလို့ရှိရင်ဆိုရင်လည်းမျိုးနဲ့စီးပွားရေးအတီးတီးကြမချောက်ပွဲရုံနဲ့လေ နော်အဲ့ဒါကြီးကမှော်နေလို့အကောင်းဘက်ကမြင်နေတာဟုတ်ဟာနော်ငါတို့တိတ်မထင်ဘူး ကိုကြီးအဲ့လိုကိုညီမကိုပဲဇိုးဟောင်းညာလေကိုယောက်ျားလေးမဟုတ်လားသူလည်းယောက်ျားလေးပဲယောက်ျားချင်းချင်းတဲသွားမိလိုက်နေငါညီမကိုပြောချင်တာလားအတီးချင်တာလားအတီးချင်တာဆိုရင်တော့တစ်ခါလေးကုတ်ဆွဲပြီးတော့ခေါ်ခဲ့လိုက်ပေးစားလိုက်နားလေးဒီပဲစုဟောင်း အေးသွားမှာဒီကောင်လည်းမေးမှာနော်အခုချင်းဒီကောင်ကိုသွားမေးမှာ မေးသွားတခါလေးအတီးချင်တာဆိုရင်ကုတ်ဆွဲပြီးအိမ်ကိုခေါ်လာခဲ့နော်ရေမိုးချိုးထားလိုက်မယ်ညီမလေး ပြောလား ပြောတာပေါ့အများကြီးပြောနောက်ခါလိုက်ပေါ့နော် ဟောနောက်တစ်ခါလေးလိုက်ပို့အောင်ဘူးကာမင်းကသိလားသိတယ်လေကိုမထန်ငါတင်ငါညီမနဲ့လို့လည်းသိမှာပေါ့ဟုတ်တယ်နင်းတို့လည်းသိတယ်လေအဲ့ဒါဆိုရင်ငါညီမကယောက်ျားရှိတယ်ဆိုတာလည်းမသိမှာပေါ့ဟုတ်တယ်အဲ့ဒါလည်းသိတယ်ဒါနဲ့မြောက်ပါမင်းငါညီမကိုကြီးစားစကားပြောရတယ်အမေကငါညီမကိုကြောင်တော်နဲ့ချင်တယ်စိတ်ချဘူးလီကောင်းလားဟာအဲ့လိုအခုကခမည်းညီမယောက်ျားလည်းဆုံးသွားပြီနော်အခုကသူဆိုလူဖြစ်သွားပြီကျွန်တော်လည်းလူမျိုးပဲလူတယောက်ကိုလူတွေကရေးသားကားပြောတာပါဆန်းလို့လေခမည်းဘာကြီးလောင်နေရလဲကျုပ်ကခမည်းညီမကိုအပြောကြမ်းတာမဟုတ်ဘူးတားမမမရမမပေါင်းပါအပြောကြမ်းတာမဟုတ်ဘူးဟုတ်တယ်တားမမမရမမပေါင်းပါဘယ်အကောင်မလဲဖေးရဟုတ်ဒါကျွန်တော်တငယ်ချင်းဗျမင်းတငယ်ချင်းဟုတ်တယ်မင်းတို့ခုပဲပြန်လာ ရုပ်ရှင်ရောပြန်လာလေ ရုပ်ရှင်ရောပြန် ဟုတ်ရုပ်ရှင်ရော နော်ခင်ဗျမေးချင်းကျုပ်ကိုမေးကျွန်တော်တငယ်ချင်းမမေးနဲ့ तू ကနည်းနည်းလွတ်နေတယ်ဟောဟမ်မင်းတို့ရုပ်ရှင်ကြည့်ပြီးပြန်လာတယ်ဟုတ်ပြီမင်းတို့တငယ်ချင်းဆိုပြီးရုပ်ရှင်ကိုသွားမယ်တရေကကြည့်တော့ကောင်မလေးကကြောက်တယ်ဆိုပြီးတော့မင်းရဲ့ဝင်လေးကိုဝင်လာတယ်အဲ့မှာမင်းကဖတ်လိုက်တယ်ပြီးတော့သမီးစားပြောတာမင်းရဲ့အကွက်ကြီးဒါကုန်မဲလားဟာအဲ့လိုကျွန်တော်တို့ကတရေကကြည့်လာတာမဟုတ်ဟာသကကြည့်လာတာဟာသကကြည့်လာတာဟုတ်တယ်ညီမလေးဟာသကရေးရလာရင် ရီရတာဗောကိုကြီးကိုအောင်မှုသာလက်မနိုင်ထားလေညီမလေးပဲသိအောင်ထွက်ကြလိုက်တယ် ဟဲ့မင်းပါရေးရင်လေးတော့